Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့စေဝေတုဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Who SMB တွေကိုလိုက်ပြီးတော့ချိန်ညာပေးမှဖြစ်ပါတယ်ကျွန်တော်ရဲ့ server တွေကဘယ်လိုမျိုးလာရဲဆိုတဲ့အကြောင်းဘယ်လိုရှိရဲဆိုတဲ့အကြောင်းလိုက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ဒီကတော့ကျွန်တော် server ထိလာတဲ့ဘူရတောင်ဖျားပဲဖြစ်ပါတယ်ဖျားနေကြည့်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ server စောင့်ထားတဲ့နေရာအရင်ကမှလှပပါတယ်အိမ်လေးနဲ့ပန်းကင်းလေးနဲ့ဒီဖျားရဲ့မုတ်ဦးရတယ်အရင်ကမှတက်ပင်လုံးပါတယ်ကျွန်တော်ဒီနေရာလေးကိုတော့အရင်ကိုကြိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီဖျားပေါ်ကနေပြီးတော့ဆင်းလာတဲ့အခါမှာဒီမြင်ရတဲ့ view လေးကအရင်ကမှလှပါတယ်ဒီလမ်းတော့ကျွန်တော် idea လေးနဲ့တစ်လေးလောက်တာပေါ့နော်ဒီတဲနဲ့လေတဲရဲ့ file နဲ့လေညံ့ညီအောင်ဆိုပြီးတော့တေချာလေးလောက်တာပါလေအခုတော့ကျွန်တော်ရဲ့ spawn နေရာလေးသွားနေရပါတော့ဒါကတော့ရဲ့ cafe ဆိုင်လေးပါဒါကတော့ကျွန်တော်ရဲ့ spawn area ပါတဲဝင်ကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုမှလှပါတယ်သူ့ရဲ့ color လေးအဝါရောင်လေးအဖြူလေးနဲ့တေချာလေးလင်းထိန်ပြီးတော့လှပါနေပါတယ်အရန်နဲ့မိုက်ပါတယ်ကျွန်တော်ဒီဘက်ကနေဆက်သွားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ PVV arena ကြီးကိုရောက်မှာဖြစ်ပါတယ်တော့အခုဆိုရင်တော့ arena ထဲကိုရောက်သွားပါပြီ arena ထဲကိုရောက်သွားပါပြီလိုက်ပြပေးပါမယ်ဒီကနေကြည့်မယ်ဆိုရင်တော့ PVV ချနေရကိုမြင်ရမှာပါဒါပေမဲ့တိတ်တော့မမိုက်ပေါ့ကျွန်တော်ဒီဘက်တစ်ပတ်ပြအောင်လိုက်ပြီးတော့အရင်ဆုံးပြပါမယ်ဒီကနေတစင်ကျွန်တော်အပေါ်တက်ပါမယ်ကျွန်တော်ရဲ့ဝက်ကြီးစင်ပေါ်ရောက်သွားပါပြီညနေပြီးတော့ဝက်ကြီးစင်ကိုကြည့်ပါမယ်အပေါ်ကနေဘီချနေဆိုတော့အရှင်းလေးတေချာမြင်ရအောင်လို့ဒီကနေပြီးတော့တေချာကိုကြည့်ရလုံးဝမိုက်ပေါရမ်းမိုက်ပါတယ်တကယ်ရှယ်ကြီးပါဒါကတော့ Blue Pita စောင့်ထားတဲ့အိမ်လေးဖြစ်ပါတယ်ဒီလမ်းလေးကလည်းသူကိုယ်တိုင်သူ့ရဲ့ idea လေးနဲ့လုပ်ထားတဲ့လမ်းလေးဖြစ်ပါတယ်ရန်လဲလှပါတယ်ရန်လဲမိုက်ပါတယ်ကာလာဆက်ထားတဲ့ color collaboration လေးတွေလည်းအရန်အောင်မိုက်ပါတယ်ဒီတရားပေါ်ကနေလှမ်းကြည့်လို့မြင်ရတဲ့အိမ်ကတော့အဲ့ဒါ ice skin ရဲ့အိမ်ပါဒါတော့ခုန ice skin ရဲ့ဘက်ကနေပြီးတော့ဒီဘက်ကိုကွေ့လာတာပေါ့နော်ဒီလမ်းလေးကကျွန်တော်လုပ်ထားတာပါကျွန်တော်ရဲ့ idea လေးဒီမီးတိုင်လေးရောအခုကတော့ဗာပြမှာလဲဆိုရင်တော့ကျွန်တော်တို့ရဲ့နိုင်စင်ကြီးကိုပြမှာဖြစ်ပါတယ်ဒီနိုင်စင်ကပေါ့နော်မနက်မိုးလေးလို့ရှိရင်ခေါင်းလောင်းတမီရယ်ညမိုးချုပ်လို့ရှိရင်လည်းခေါင်းလောင်းတမီပါတယ်တစ်ချက်တည်းညီမီရမဟုတ်ပါဘူး9ချက်10ချက်လောက်ထိညီပါတယ်အဲ့ဒါကြီးကအရန်အောင်မှမိုက်ပါတယ်ဒီကတော့ကျွန်တော်ဟိုထည့်တာပါ dramatic sky resort park ထည့်တာပေါ့နော်အခုသုံးနေတဲ့ရှိတာကတော့ VS ပါအဲ့ဒါနဲ့သုံးလိုက်တော့ဒီလှရလုံးဝအောင်မှ perfect shade တကယ် realistic မွန်ကြီးလို့ပြောရတယ်ဒါကတော့ကျွန်တော်ဆောက်ထားတဲ့အိမ်ပါထဲထဲကိုလိုက်ပြပါမယ်ကျွန်တော်အိမ်ထဲရောက်ပြီဆိုလို့ရှိရင်ရောဒီမှာတော့ကျွန်တော်တို့ရဲ့အိတ်ကန်လေးရှိပါတယ်ပြီးဒီဘက်ဆက်မှာလည်းနောက်တဲ့အိတ်ကန်တစ်ခုရှိပါတယ်ဒီလေကားနေပြီးတော့အပေါ်ကိုတက်သွားမယ်ဆိုရင်မရှိမယ်ဆိုတော့ဒီဘက်မှာမီးဖိုချောင်းနဲ့ဟိုဘက်မှာက storage room ရှိပါတယ်ဒါကတော့မီးဖိုချောင်းလေးပေါ့ဒါကတော့ဝရဏအနေမြင်ရတဲ့ view ဖြစ်ပါတယ်ဒီမှာတော့ဖျားပေါ့ညနေပြီးတော့ပုံဆက်တက်ရင်တော့ကျွန်တော်တို့ရဲ့အိတ်ခန့်စီရောက်မှာဖြစ်ပါတယ်အမအိတ်ခန့်နှစ်ခုပါပါတယ်ဒီဘက်တစ်ခုဟိုဘက်တစ်ခုဒီကတော့ Italian house ပုံစံမျိုးလေးပါဒါကတော့အိတ်ခန့်ပါဆက်သွားမယ်ဆိုတော့မိဖို့ကြောင်းရှိပါမယ်ဒီတော့ဒါတော့အပြင်ထွက်ရပါဒီနော်အပေါ်တက်မဲ့ဒီကားလေးကြည့်ပါလေအပေါ်ထဲမှာဆိုရင်တော့အားလေးတွေရှိနေတော့ဒီမှာဆိုရင်အိတ်ခန့်ဒါတော့အိတ်ခန့်ပြီးတော့ဒီဝရဏလေးကိုကြည့်ပဲဆိုရင် view ကြည့်မယ် view လေးကလှပါတယ်ပြီးရင်တော့ဟိုဘက်ဆမ်းမှာကကြတော့ရှိနေဆိုရင် storage room ရှိပါမယ်
ဒါပေမဲ့ဒီ story တွေကတော့နေမြေ clean လုပ်ပြီးတော့ဒီ server public ချလိုက်တဲ့အခါမှာ chest တွေအကုန်ပျောက်သွားပါတယ်ဒါကတော့အနောက်ဘက် runner မြင်ရတဲ့ view ပါဒီဟိုဘက်အနောက်ကနေပြီးတော့နောက်လှေကနေပြီးတော့ဆင်းပါမယ်နောက်တအိမ်ကိုထပ်ပြီးတော့ကြည့်ကြည့်ပါမယ်ဒီတအိမ်ကလည်းဒီအရှိကတော့ပုံမှန်တိုင်းပဲအိတ်ကန်းရှိမယ်တေချာလေး decorate လုပ်တာပါတယ်ပြီးတော့ဒီနားမှာကြောင်လေးရှိတယ်ဒီလေကားကနေအပေါ်ကိုတက်လိုက်မယ်ဆိုရင်တော့ဖြင့်ဒီနားမှာအိတ်ခမ်းလေးရှိမယ်အလံလေးနဲ့လုပ်ပြီးတာပြီးဒီနားမိဖို့ကြောင့်ဟိုဘက်ကကျတော့လို့ဆောင်းလေးအေးလို့ရှိရင်မီးလုံးဖို့အတွက်နေရာလေးလုပ်ပေးတာပေါ့တေချာလေးဒီထိုးကြကြလုပ်ထားပါတယ်ပေါ်တော့ထပ်ပြီးတော့တက်မယ်ဆိုရင်တော့ story room လေးလုပ်ပြီးတာပါတယ်ဒါပေမဲ့ chance ကတော့ခုနကပြောရတဲ့အတိုင်းပဲ public ချလိုက်တဲ့အခါမှာအကုန်လုံးပျောက်သွားပါတယ်ဒါကတော့ကျွန်တော်အစောကကြတော့ဒီ trading villager 2ယောက်ကိုဒီမှာထားမယ်လို့စဉ်းစားတာပေါ့နော်ဒါပေမဲ့အဲ့ villager 2ယောက်ကရှိပြီးတော့အခုဘယ်ပြောင်းနေလဲတော့မသိဘူးသူတို့တေချာလေးစီစဉ်ပေးထားတာပဲဒါပေမဲ့သူတို့ကအင်ချီယာမဲ့လေးဖြစ်နေတဲ့အတိုင်းပဲပျောက်နေကြတယ်ဒါကြီးလဲသို့ပါအောင်လှပါတယ်ရှင်းလေးဆက်သွားလိုက်လို့ဆိုရင်တော့ကျွန်တော်တို့ရဲ့ shop ဈေးရောင်းတဲ့နေရာကြီးဈေးရောင်းဈေးဝယ်လုပ်တဲ့နေရာကြီးကိုရောက်သွားမှာဖြစ်ပါတယ်ဒီကတော့ညမို့လို့ပေါ့နော်ညကင်းလေးလည်းမစိုးပါဘူးသူကနေပြီးလှပါတော့ဒီညလေးကို trailer နဲ့မတူအောင်နည်းနည်းလေးထပ်ပြီးတော့ပြင်လိုက်ပါတယ်ပို့ပြီးတော့ကျဲသွားအောင်လည်းပြင်ထားပါတယ်နောက်ကျွန်တော်ဒီမှာပြပေးမှာပဲဒါကတော့ decoration တွေရောင်းတဲ့နေရာပေါ့နော်ဖျောင်းနိုင်တွေတခြားအလှစိပစ္စည်းတွေရောင်းတဲ့နေရာပေါ့အဲ့မှာဆိုရင်သူရဲ့ရောင်းတဲ့ဈေးကနေတယ်ဝယ်ရတဲ့ဈေးကပို့ပြီးတော့မြင့်တယ်ပေါ့နော်ဒါ decoration နဲ့ပတ်သက်တဲ့ဟာလေးရောင်းတဲ့ဆိုင်မှာဒီဘက်ကကျတော့ dime ဆိုတဲ့စိုးစိလေးတွေသုံးတဲ့နေရာအဲ့မှာဆိုရင်ဝယ်မယ်ဆိုရင်တော့ left click ရောင်းမယ်ဆိုရင်တော့ shift နဲ့ right click ပြီးရင်အကုန်လုံးရောင်းမယ်ဆိုရင် shift နဲ့ right ဒီတိုင်းတစ်ခုချင်းစီရောင်းမယ်ဆိုရင် right click ဒါကတော့ food အစားအစာတွေရောင်းတဲ့နေရာပါဒီနေရာလေးကတော့ blocks တွေရောင်းတဲ့နေရာပေါ့နော်ဝယ်လို့ရတယ်ရောင်းလို့ရတယ်ဒီဘက်နေရာကကျတော့ တတူရိုင်းနေတတူတွေရောင်းတဲ့နေရာဒါကကျတော့ workstation တွေရောင်းတဲ့နေရာပေါ့နော်ဒီနား view လေးလည်းမစိုးဘူးเนาะတော်တော်လေးလှတယ်အဲ့ဒီလှရီကိုကျွန်တော်တော်တော်ကြိုက်တယ်တော်တော် fine နေဗျာဒီဘက်ချောင်းဆက်သွားမယ်ဆိုရင်ကျွန်တော်ရဲ့ရည်ရထားတဲ့အိမ်လေးတော့เนาะဒါကတော့တာဝါပေါ့ကျွန်တော်ရဲ့တာဝါကြီးပါအဲ့ပေါ်နေကြည့်ရတဲ့ view ကလည်းလုံးဝမိုက်ပါတယ်เนาะကျွန်တော် Blue Yambi တစ်ခါကြည့်ပြထားပူးပါတယ်เนาะဒါကတော့ရေလေကောင်ကအပန်းဖြေရဲ့နေရာလေးပေါ့ဒီကနေပြီးတော့ဟိုဘက်ကို꿰ပြီးတော့ပတ်သွားလို့ရှိရင်လည်းအဲ့ကကြည့်ရတဲ့ view ကလည်းလုံးဝမိုက်ပါတယ်ဒီကနေကြည့်မယ်ဆိုရင်တော့လုံးဝအဆင်ပြေပါတယ်လုံးဝ fine ပါတယ်ဖယားရဲ့ရုပ်ပုံတော်လည်းတေချာရှင်းရှင်းလေးမြင်ရပါဒီဘက်ကိုဆက်သွားမယ်ဆိုရင်တော့ story house နဲ့ဒီနာမွေးမြူချမ်းရှိပါမယ်ဒီ story house ကလည်းတော်တော်လေးကိုမိုက်ပါတယ်ဒီမှာလောက်ထားပါဘောနော်အောက်ကလောက်ထားတဲ့ဒီအိမ်လေးတွေကလုံးဝတော်တော်လေးကိုမိုက်ပါတယ်ဒါကတော့မွေးမြူချမ်းပါနွားတွေရယ်ကြက်ရယ်ဝက်ရယ်တိုးရယ်ပြိဿကောင်မွေးမြူရတယ်ဒါကတော့ villager ရုပ်ထုရဖြစ်ပါတယ်ဒီဘက်ဆောင်သွားမယ်ဆိုတော့ကျွန်တော်ရဲ့အိမ်ရောက်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ရည်ရထားတဲ့အိမ်လေးပေါ့နော်အိမ်နဲ့ဝင်မယ်ဆိုရင်ဒီကလည်းပုံမှန်လိုပဲဧကန်နေရာပဲပေါ့နော်ဒါကတော့ story ပေါ့နော်ပစ္စည်းတူလောင်တဲ့နေရာဒီဘက်ခြမ်းကတော့ကျွန်တော်တို့ပြီးဖို့ကြောင်ပေါ့ပြီးဖို့ကြောင်လေးတိချာလေးလှုပ်ထားပါတယ်ပြီးတော့အပေါ်တက်ကိုတက်ပါမယ်အပေါ်တက်မှာတော့ဒါကတော့အိတ်ခံပါဒီဘက်ကထွက်ရင်တော့ကျွန်တော် runner ဘက်ကိုရောက်သွားမှာပေါ့နော် runner ဘက်ရဲ့ဒါမနက်ခင်း view အလှလေးပေါ့နော်ပြီးရင်တော့ကျွန်တော်ဟိုဘက်ခြမ်းကိုဆက်ပြီးတော့သွားပါမယ်အဲ့ဘက်ခြမ်းပြစရာလေးလိုက်ပြီးရှိသေးတော့အများကြီးလိုက်ပြီးတော့ကြည့်ပြကြပါဦး
ဒါကတော့ကျွန်တော်တို့ server ရဲ့ OSMB ရဲ့ meeting room ပဲဖြစ်ပါတယ်ဒီ meeting room ကိုစောက်ကရမှာเนาะ2 ရက်လောက်နဲ့အချိန်ပေးလိုက်ရပါတယ်တော်တော်လေးကိုတိတိကျကျဂရုတစိုက်နဲ့ decorate တွေလုပ်ထားပါတယ်ဒါကတော့ကျွန်တော်တို့အုံနာရဲ့အိမ်ဖြစ်ပါတယ်ဒီဖះရဲ့တက်တက်ကိုလာလိုက်လို့ရှိရင်တော့ကျွန်တော်တို့သူ့ရဲ့အိမ်ကိုရောက်မှာဖြစ်ပါတယ်သူ့ရဲ့အိမ်ကတော့အကြီးကြီးပါပဲလုံးဝမှအကြီးကြီးပါပဲဒါကတော့အောက်ပါတော့ပြောင်ရှင်းလေးဖြစ်နေပါတယ်အပေါ်တော့တက်ကြည့်ပါမယ်ဒါကျွန်တော်ရဲ့ first time ရောက်ပူတာပါသူ့ရဲ့အိမ်ကိုဒီမှာဆိုရင်တော့လုံးဝတေးသက်လေးလောက်ထားပါတယ်တော်တော်လေးကိုမိုက်ပါတယ်အိမ်ရတယ်ကြည်လို့ထဲထဲမှာလည်းလုံးဝပြင်ဆင်ထားပါတယ်ဒီကကြည့်မယ်ဆိုရင်လည်းမိုက်တယ်ဟိုဘက်မှာတော့သူအိမ်လည်းတော့မသိဘူးကျွန်တော်အဲ့ဒီအိမ်တခြားတော့မသိဘူးအိမ်လည်းမသိဘူးဒီဘက်မှာလည်းအိမ်တစ်လုံးရှိပါတယ်ဒီကတော့ဖះကိုလှမ်းမြင်ရပါတယ်ဒီက view ကနေပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အပေါ်တော့ထပ်ပြီးတော့တက်ကြည့်ပါမယ်ဒီအပေါ်ထဲမှာဆိုရင်လည်းဒီမှာဆိုရင် enchanting room ရှိပါတယ် enchanting room ဒီကတော့သူ့ရဲ့အပေါ်ထဲမှာတော့မရှိမလဲမသိတက်ကြည့်အောင်ဟေးအပေါ်ထဲမှာတော့ story room ပဲပေါ့နော်အပေါ်ထဲမှာ story room ထပ်ပြီးတော့ရှိပါတယ်ဒီအားကျွန်တော်နောက်တစ်အိမ်ထပ်ပြီးတော့သွားကြည့်ကြမယ်ဒါတော့ကျွန်တော်ထင်ပါတယ်ဒါ video မိုရဲ့အိမ်လာတော့မသိဘူးအထဲမှာတော့ပြောင်ရှင်းဖြစ်နေပါတယ်ဟောတော့တက်ကြည့်ပါမယ်အပေါ်တော့တက်ကြည့်မယ်အပေါ်မှာလည်းပြောင်ကြီးလေးဖြစ်နေပါတယ်ဒါတော့သူ့ရဲ့ library roomထပ်ပြီးတော့သွားကြည့်မယ်ဒါမှတော့မရှိအောင်တော့နောက်ထပ်တိမ်ထပ်ပြီးတော့သွားကြည့်ပါမယ်အခုဆိုရင်တော့ဘရိုယန်ဘီရဲ့အိမ်ကိုလိုက်ပြမှာပဲဖြစ်ပါတယ်ဒါတော့ဘရိုယန်ဘီသူ့ရဲ့ stream မှာပြောရတဲ့အတိုင်းပဲသူ့ရဲ့အိမ်လေးပဲဖြစ်ပါတယ်ရိုးအေးလေးနဲ့လုံးဝအောင်မှnatural ဆန်ပါတယ်လုံးဝ natural vibe အဖြစ်ရပါတယ်သူ့ရဲ့အိမ်လေးကဘာမှအဆင်ပြေပါတယ်ဒါကတော့သူ stream မှာစောက်ပြရတဲ့အိမ်လေးပဲဖြစ်ပါတယ် Okay let's go နောက်တဲ့တိမ်ထပ်ပြီးတော့သွားကြည့်ကြအခုဆိုရင်တော့ ice skin ရဲ့အိမ်ကိုသွားပြီးတော့ကြည့်နေတာဖြစ်ပါတယ်ကြည့်ကြပါမယ် ice skin ရဲ့အိမ်ထဲမှာဆိုရင်တော့သူ decorate လေးရောလုပ်ထားပါတယ်ဒါကတော့ mind twin တင်တယ်အပေါ်လည်းတက်ကြည့်ပါမယ်အပေါ်ထဲမှာတော့အိပ်ရရဲ့ chest တွေရဲ့ပဲရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နောက်တစ်အိမ်ထပ်ပြီးတော့သွားပါမယ်ဒါကတော့ Blue Peter စောက်ထားတဲ့အိမ်လေးပါဒါတော့တဲခုကန်နဲ့တော့နည်းနည်းစင်တယ်ပေါ့နော်အိပ်ရလေးတွေပဲရှိရဆိုတော့ဒါကတော့ပြဖို့ကြံခဲ့တယ်ကျွန်တော်ရဲ့အိမ်လေးပါကျွန်တော်ရဲ့puppet house လေးပေါ့နော် Blue Yan View ကိုကျွန်တော်လက်ဆောင်ပေးတာပါဒီအိမ်လေးကိုဒီနေ့မှာဆိုတော့တေချာလေးကို decorate လုပ်ထားပါတယ်ဒါကတော့YouTuber တယောက်ရဲ့အိမ်လေးကိုကျွန်တော် inspire ယူပြီးတော့စောက်ထားတာပါမှာဆိုလို့ရှိရင် armor stand လေးရှိမယ်အပေါ်တော့တက်လိုက်မယ်ဆိုလို့ရှိရင်လုံးဝမှluxury ဆန်ဆန်လေးပေါ့နော်အိမ်လေးကတေချာလေးကိုမှစောက်ထားပါတယ်ဒီမှာဆိုရင်လည်း chest တွေရှိပါတယ်ဒါပေမဲ့အဲ့ chest တွေကယူရတာနည်းနည်းလေးတော့အခက်တော့တွေ့မှာပေါ့နော်အပေါ်တက်မှာဆိုတော့ကျွန်တော်ဒီလယူတော်တော်ကြိုက်နေပြီဒီအဲ့ dramatic sky ဆိုရဲ resort ဘက်ကိုထည့်လိုက်တာအဲ့လိုမျိုးပုံစံမျိုးကြီးဖြစ်သွားလုံးဝအောင်မှ shade ဒါလေးကတော့အဲ့ဒီခုနက puppet house လေးရဲ့အရှိရစိတ်ကန်းလေးပေါ့နော်ဒီဘက်ကြည့်မယ်ဆိုရင် PVP arena ရှိမယ်ဒီဘက်မှာဆိုရင်တော့ဘူတထောင်ဖျားရှိမှာပေါ့နော်ဖျားရဲ့ပုံရိပ်တော်လေးအခုကျွန်တော် bro အကြည်စောက်ထားတဲ့အိမ်ကိုတော့ကြည့်နေတယ်ကျွန်တော်ပြေးနေရပါပြီကဲနောက်ဆုံးတော့လေပြေးနဲ့သူတို့ရဲ့အိမ်ကိုရောက်သွားပါပြီသူရဲ့အိမ်ကြီးကတော့လုံးဝအောင်မှသူများနဲ့တူတမိုးထူးခြားနေပါတယ်အိမ်ကြီးကလုံးဝအောင်မှ
ဒီဘက်ကနေပြီးတော့ကြည့်မယ်ဆိုရင်လည်းမိုက်ပါတယ်ဒါပေမဲ့ကျွန်တော်အပေါ်တက်ဖို့စူးစမ်းကြည့်ပါသေးတယ်ဒါပေမဲ့သူ့ရဲ့ area claim လောက်တာအတွက် claim လောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်အပေါ်တက်လို့မရခဲ့ပါဘူးအဲဒါကြောင့်ကျွန်တော် B ဘက်လည်းပဲလိုက်ကြည့်ပြီးတော့ပြန်ခဲ့ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာလေးကတော့ကျွန်တော်ရဲ့ပီတာရဲ့ပြီးတော့ Sunny Craft ရဲ့ Blue ရဲ့ထက်ရဲ့နေရာလေးပြောင်းပြီးတော့အစပြန်စတာနေရာလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ server ကို join တွေအကုန်လုံးလည်းကျွန်တော်တို့ welcome ပါလို့အားလုံးပဲ bye bye ပါ bye 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 bye